ဟုတ်ကဲ့မင်္ဂလာပါဗျ ရမင်္ဂလာပါ ။ဝေးကပိုပစ္စည်းလीသူနဲ့ချင်းနဲ့ခွဲတက်လာမှာလေ အဲ့တို့နဲ့ခွဲတတ်ပါတယ် ။ဟုတ်။ဒါပေမဲ့ညီငွေရောင်ဟာလေးကိုချစ်လိုက်မယ်ဆိုရှင်ပကြားကြီးနွေးပတ်ဆိုတဲ့ဟာလေးရှိပါတော့။အဲ့ဒါဆိုရှင်ညီတို့အစ်စ်ပါဗျ။ဟုတ် ညောင်လည်းသုံးဦးတယ် ။ဟုတ် ကောင်းတယ်အပြင်ဟာတစ်ခါရတော့စမ်းထည့်ဦးတယ်ဒီကောင်ကတော့ခုနကပြောသူရုံးတော့ဆိုတော့ဒီစီကတော့ပိုကောင်းတာပေါ့ပွင့်လင်းပြောရတော့ခါလီဒီမှာရုံးဘက်မရောက်တာတော့မန်လေးဘက်မရောက်တဲ့ခါချို့အကူကကျတော့ကီလို9000နဲ့ပဲမောင်းတာ9000နဲ့မှအကူကီလိုမောင်းတဲ့9000နဲ့မောင်းတဲ့အချိန်မှာကုန်တဲ့နေရာမှာပဲကွာရှိရဟာနဲ့မင်းတို့ဒီအာကြီးမရှိဘူးဆိုရင်ခုနကစကုတ်ရိုင်ရစကုတ်မြိုင်မိုးဘန်းတို့ဘာလို့တော့ထဲတယ်အဲမောင်းတာကျတော့ကွာဒီကောင်တော့ပိုကောင်းပါတယ် ။ဟုတ်ကဲ့ဟုတ်ဟုတ်။ လောတယ်ကားတော့တစ်ဆိုတိတ်တော့မလဲပြစ်သေးဘူး ဟုတ် ခဲပြီးလဲတိတ်မခိုင်းတော့လေ ဟုတ်ကဲ့ဟုတ် အတူပဲများတယ်အရှိမလိုက် ဟုတ် ခီးလိုပဲလိုက်တာပေါ့ပြောချင်တာကတော့ဟိုလို heavy ကိုမပြင်ရသေးဘူး ဟဲ့ပြီကို ဝယ်တော့တငယ်ချင်းတွေတော့ဝယ်ပေးဘူးတယ် ဟုတ်ကဲ့ ရုံးမှာအဲဒီခွန်လေးရုံးမှာပဲဝယ်ပေးတယ်တငယ်ချင်းတွေကြတော့အကူကိုနဲ့ကဘာမှ heavy မပြင်ရသေးဘူးအမဲတီထိုးအင်ဂျင်ဝိုင်နဲ့အဲ့လောက်ပဲရှိတယ်ကီလိုကလည်းဟိုပဲရှိတယ်အကူက4000ကျော်ပဲရှိတယ် ဟုတ်ကဲ့ နေသေးတယ် ဟုတ်ကဲ့ တိတ်လည်းမခိုင်းလို့ဟုတ်ကျေးဇူးပါ ဟ